ခုလုပ်ပြီဆိုရင်အဲ့ဒီအလုပ်ဟာလိုကျိုးရှိတယ်ဆိုတာလူတိုင်းဟာကြိုတင်စဉ်းစားတာလည်းရှိတယ်မစဉ်းစားဘဲနဲ့အကျိုးဖြစ်ပေါ်လာတာလည်းရှိတယ်ဘယ်အလုပ်ပဲဖြစ်ဖြစ်အကြောင်းတရားမှန်သမျှအကျိုးတရားတစ်ခုဖြစ်ပေါ်စေတာတော့သိချတယ်ကိုလုပ်တဲ့အကြောင်းဟာကောင်းတဲ့အကြောင်းပဲဖြစ်စေမကောင်းတဲ့အကြောင်းပဲဖြစ်စေကောင်းတဲ့အကြောင်းကကောင်းကျိုးချမ်းသာတွေကိုရစေပြီးမကောင်းတဲ့အကြောင်းကမကောင်းကျိုးတွေကိုဖြစ်ပေါ်စေတာဒါကလောကရဲ့သဘာဝတရားကြီးဆိုတာကိုသိရှိနားလည်ကြမှာဖြစ်တယ်ကိုလုပ်တဲ့အကြောင်းတရားဒီကောင်းကျိုးကိုပေးစေတတ်တဲ့အကြောင်းတရားလားဆိုးကျိုးကိုပေးစေတတ်တဲ့အကြောင်းတရားလားလို့သိဖို့ကြတော့ဘာသာတရားရဲ့အဆုံးအမဩဝါဒလိုအပ်တယ်ပေါ့အဲ့ဒီမှာလည်းပဲမိမိတို့ယုံကြည်တဲ့ဘာသာတရားကအမှန်ကန်ဟောတာမဟုတ်ဘူးဆိုလို့ရှိရင်လည်းဆိုးကျိုးနဲ့ကြုံရတတ်တယ်မှန်မှန်ကန်ကန်ဟောပြောတဲ့ဘာသာတရားကကောင်းကျိုးချမ်းသာနဲ့ကြုံတွေ့ရတယ်ဘာသာတရားဆိုတိုင်းအမှန်လို့တော့ပြောတာမဟုတ်အမှားမှန်ဆိုတာသူကသူသဘာဝအတိုင်းမှာရှိနေတာဖြစ်တယ်အမှားမှန်သဘာဝကိုသိနိုင်စွမ်းသိနိုင်တဲ့ဉာဏ်စွမ်းအားလဲနေခြင်းကြောင့်မှန်ကန်မသိကြခြင်းဖြစ်တယ်သို့တော့လက်တွေ့ဘဝမှာရှေးကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုချစ်ရှုခြေနေရရကိုသုံးသပ်ဆင်ခြင်ခြင်းအဖြစ်မှန်ကန်တဲ့အကြောင်းတရားဆိုတာကိုကိုယ့်ရဲ့အစွမ်းအစနဲ့လည်းဖော်ထုတ်တယ်အဲ့ဒါလို့ဖော်ထုတ်နိုင်အောင်လူတွေဟာအသိပညာတိုးတက်အောင်စီကူအထောက်ကြတယ်အသိဉာဏ်နှမျိုးရှိတယ်ပစ္စက္ခဉာဏ်လို့ခေါ်တာတစ်မျိုးအနုမာနဉာဏ်လို့ခေါ်တာတစ်မျိုးပစ္စက္ခဆိုတာအကြောင်းရောအကျိုးရောနှမျိုးစလုံးကိုယ်တွေ့သိမြင်တာပစ္စက္ခအဲ့ဒါကိုမြန်မာစကားနဲ့ပြောရင်ကိုယ်တွေ့နဲ့ပြောကြတယ်ဒါပစ္စက္ခလို့ခေါ်တယ်ဒါလို့ရင်ဒါဖြစ်တယ်ဆိုတာအတော်ရောကိုယ်တွေ့တွေရှိကြဥပမာမဲ့အစားစားမယ်ဒီစားရင်ဘိုက်နာတဲ့ကိုယ်တွေ့ခံစားမှုတဲ့ပုဂ္ဂိုလ်တွေအဲ့လိုမျိုးပစ္စက္ခသဘာဝတရားနဲ့ပတ်သက်လာရင်လည်းကိုယ်တွေ့သိမြင်တာဒါပစ္စက္ခလို့ပြောတယ်အဲ့ဒီပစ္စက္ခဉာဏ်ကတော့အများအားဖြင့်မှန်တာရှိတယ်မှန်တာပဲဖြစ်တယ်အကြောင်းနဲ့အကျိုးဆိုတော့မီးဆိုတာပူတယ်လောင်တယ်ကိုယ်တွေ့ပဲလို့ပြောလို့ရတယ်ပေါ့လက်တွေ့စမ်းသပ်ကြည့်ရင်လည်းမီးဟာပူမယ်လောင်မယ်ဒီဟာနှစ်ခုကဒါမှန်ကန်တဲ့ပစ္စက္ခဉာဏ်လို့ခေါ်တယ်အကြောင်းတရားတွေနဲ့ပတ်သက်အနုမာနဆိုတာကြတော့အကြောင်းအကျိုးနှမျိုးတည်းကအကြောင်းတစ်ခုကိုသာသိတယ်မသိတာကအကျိုးကိုတော့မသိဘူးတခြမ်းပဲအသိနောက်တစ်ခါအကျိုးကိုပဲသိပြီးတော့အကြောင်းတရားကိုမသိဘူးဆိုလို့ရှိရင်အနုမာနဉာဏ်မှန်းဆကြည့်လို့ရတယ်အကြောင်းကိုသိရင်လည်းအကျိုးကိုဖော်ထုတ်လို့ရတယ်အကျိုးကိုကြည့်ပြီးတော့လည်းအကြောင်းတရားကိုဖော်ထုတ်လို့ရတယ်ဒီနေ့မိုးလေဝသ focus လုပ်တယ်ဆိုတာအကြောင်းတရားကိုကြည့်ပြီးအကျိုးကိုဖော်ထုတ်တဲ့နည်းပဲဒါပင်လယ်ထဲမှာဖြစ်ပေါ်နေတဲ့ရာသီဥတုအခြေအနေကိုကြည့်ပြီးဘယ်နေ့မှမုန်တိုင်းတိုက်မယ်ဆိုတာမဖြစ်သေးတဲ့အကျိုးတရားကိုအကြောင်းတရားကြည့်ပြီးဖော်တာပဲဒါနော်အဲ့လိုမျိုးအနုပါဒဉာဏ်လို့ခေါ်တယ်ပစ္စက္ခမဟုတ်ဘူးတရားကြတော့အတွေ့အကြုံများလာတဲ့အခါမှန်တာပူများလာတယ်ပေါ့အကြောင်းတရားကိုပဲတွေ့ရသေးတယ်အကျိုးတရားမဖြစ်သေးဘူးအဲ့ဒါအကြောင်းတရားကိုကြည့်ပြီးအကျိုးတရားဖော်ထုတ်ဒီပင်ကရာမြတ်စွာဘုရားကသူမိတာယသိကိုဗျာဒိတ်ပေးတယ်ဆိုတာလည်းပဲ prophecy လို့ခေါ်တယ်ဗျာဒိတ်တော်အကြောင်းတရားကိုကြည့်ပြီးအကျိုးတရားကိုဖော်ထုတ်ခြင်းပဲဖြစ်အကျိုးတရားမဖြစ်သေးဘူးဝေးရှိသေးတယ်နော်ဖြစ်ဖို့ဝေးရှိသေးတယ်ဒါပေမဲ့အကြောင်းတရားကိုကြည့်ပြီးဖော်ထုတ်လို့ရတယ်
ဒီကနေ့ခေတ်မှာလည်းပဲတိကျသေးကြသလုံးမှန်ကန်တယ်မမှန်ကန်ဘူးဆိုတာကလေးတယောက်ဟာလိမ့်လိမ့်မာမာနဲ့အသိဉာဏ်ရှိနဲ့ဒီဘဆရာသမားတို့ရဲ့ဆုံးမစကားကိုလိုက်နာပြီးစာကြိုးစားတယ်ဆိုတဲ့ဒီကလေးဟာချီလာလို့ရှိရင်လူတော်လူကောင်းပညာတတ်ကြီးဖြစ်မှာပဲဒါလည်းသူလုံးနေတဲ့ပစ္စကကိုအကျိုးအကြောင်းတရားကိုကြည့်ပြီးကျိုးဖော်ထုတ်တယ်ဒါအကျိုးကိုကြည့်ပြီးအကြောင်းကိုဖော်ထုတ်တာလည်းရှိသေးတယ်ဘာလို့ဆိုလို့ရှိရင်အေယဝတီမြေအောက်ရက်တွေမှာရှည်ရီကြီးနေတယ်ဆိုရင်အထက်အညာမှာဝိုးရွာနေပြီဆိုတာဖော်ထုတ်တာပဲဒါလည်းကိုတွေ့တာကရှည်ကြီးတာပဲတွေ့ဝိုးရွာတာကိုမတွေ့သို့တော်ဟိုမှာမိုးရွာတယ်သို့မဟုတ်ရေခဲတွေအရေးပြောတယ်ပေါ့ပြောလို့ရတယ်ဒီဝန်တာတောင်မှရေခဲတွေအရေးပြောလို့ဒီမှာမြေတိုးတယ်လို့ပြောနောက်တစ်ခုတနေရာမှာမိโกလုံးကြီးတွေတက်လာမိโกမြင်ရတယ်မိโกဆိုတာမိကဖြစ်တာအဲ့တော့မိโกကြည့်ပြီးတော့ဟိုမှာမိလောင်နေတယ်လို့မိပဲမြင်ရပါမယ်အတက်ပြောလို့ရအဲ့ဒါတွေကအနုမနာလို့ခေါ်တယ်အနုမနာကလည်းပစ္စကနီနီမှန်ကန်နေကျိုးကိုကြည့်ပြီးအကြောင်းကိုဖော်ထုတ်နိုင်တယ်အကြောင်းကိုကြည့်ပြီးကျိုးဖော်ထုတ်နိုင်အဲ့ဒီပစ္စကညာအနုမနာညာဆိုတာဟာလူတွေအတွက်များစွာအသုံးဝင်တဲ့ရှိတဲ့ရှိလိုက်တဲ့အသိဉာဏ်မျိုးပဲသို့သောလူတိုင်းမှာရှိလားဆိုမရှိနိုင်အသိဉာဏ်ရှိအောင်ကြိုးစားအထောက်မှုနဲ့မှရတယ်ဟုတ်ပြီဘုန်းကြီးတို့တွေအခုလူဘဝရလာပြီအခုသားလေးမောင်ရွှေပိုင်9နှစ်ဝင်းနေမတရားကုသိုလ်လုပ်နေတယ်မိဘတွေကသူ့ပေါ်မှာမေတ္တာကြီးမားတယ်ကိုသားသမီးတော့ကိုယ်တိုင်းလူတိုင်းချစ်ကြမှာချစ်တဲ့သားသမီးတိုင်းကိုဝင်းနေလုပ်ပေးနိုင်သလားလုပ်ပေးချသလားလုပ်ပေးဖို့ရောစိတ်ဝင်စားလားဆိုဒါခိုင်တော့မတမနေပါလေနော်ဒါခိုင်တော့နေလိမ့်မယ်မြတ်စွာဘုရားလက်ထက်တုန်းကဥဒိဏမင်းနဲ့ဝတုလတ္တတာဝတုလထတ္တမိဖုရားတို့ရဲ့သားဖြစ်တဲ့ဘောဓိမင်းသားဆိုတာရှိတယ်အဲ့ဒီဘောဓိမင်းသားဟာသူကိုယ်ဝန်ရှိနေတဲ့အချိန်မှာသူ့ရဲ့မိဘတွေမလုပ်ပေးတာသူ့မိခင်ကဘုရားမှုရှိတဲ့တန်ဃာတွေကိုပင့်ပြီးတော့သူ့ဝမ်းထဲမှာရှိတဲ့ကလေးမမွေးခင်ကတည်းကသူ့အတွက်ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိလို့သူ့အတွက်တရဏဂုံဆောက်တည်တယ်ချွတ်တင်ပြီးတော့တရဏဂုံဆောက်တည်တာမမွေးခင်ကဘုရားဘာသာဖြစ်တယ်လို့ပြောလို့ရတယ်အဲ့ဒီဒါစာထဲမှာမှတ်တတ်တယ်ပြပြဟာတွေလည်းရှိကောင်းရှိမှာနော်အဲ့လိုလုံးလို့ရောသူဟာတကယ်ရောသူ့မှာကုသိုလ်ဖြစ်ခဲ့လားဆိုအဲ့လိုတော့မဖြစ်ဘူးကုသိုလ်ဆိုတာစိတ်နဲ့ပတ်သက်နေတာဖြစ်တော့ကိုယ်တိုင်ပါမှဖြစ်တယ်သို့တော့သူ့အတွက်လုပ်ပေးတယ်ဆိုတာတက်ကြီးလာတဲ့အခါသူပြန်သိမယ်သိတဲ့အချိန်မှာသူကုသိုလ်ဖြစ်မှာနော်အဲ့ဒီမှာတစ်ချိန်နောက်မွေးဖွားလာတဲ့အခါမွေးဖွားပြီးစားကလေးလေးကိုတရဏဂုံဆောက်တည်ဖို့ခန္ဓာလုပ်ပြီးတော့ဘုရားနဲ့တန်ဃာတွေကိုပြင်ပြီးတော့အဲတရဏဂုံဆောက်တည်အဲ့ဒီအချိန်မှာရောသူသိသလားဆိုသိတော့သိခြင်းသိပဲအဓိပ္ပာယ်တော့နားလည်ကြပါလေမသိသေးဘူးအဓိပ္ပာယ်များစွာနားမလဲဘူးမသိပေမဲ့လို့မိဘတွေခိုင်းတာကိုလုပ်တယ်ဆိုရင်တော့အထိုက်လျောက်တော့သူကတရဏဂုံရသွားတယ်လို့ပြောလို့ရအဲ့ဒါလို့သူဟာဘဝမှာမမွေးခင်ကတစ်ချိန်မွေးပြီးကစားတစ်ချိန်အဲ့ဒီကနေပြီးသူအရွယ်ရောက်တဲ့အခါကျတော့ဘ
ဘက်ကတိုင်းဆိုရင်တိုင်းငယ်တစ်ခုသူကဘယင်ကံအနေနဲ့မြို့စားအနေနဲ့သူ့ဖေကခံထားတာသူမာရာခိရာသုံးသူမာရာခိရာဗမာပြည်မှာလည်းသုံးသူမာလန်းဆာရှိရန်ကုန်သုံးသူမာရာဆိုမိချောင်းကိုပြောတယ်မိချောင်းလမ်းပေါ့အဲ့ဒီမြို့ရဲ့နာမည်ကလည်းသူမာရာခိရာဆိုမိချောင်းတန်လို့ခေါ်တယ်မိချောင်းဤအတန်ပေါ့နော်မြို့တဲ့တုန်းကမိချောင်းအတန်ကြားတဲ့အချိန်မှာအချိန်ယူတာမဟုတ်သူမာရာခိရာလို့ခေါ်တယ်တော့မဟုတ်အဲ့ဒီနားလေးမှာအဲ့ဒီမြို့ကြီးအနေနဲ့မှာအဝဲကနေကြည့်လိုက်လို့ရှိရင်မိချောင်းကြီးတကောင်လိုထင်ရတဲ့တောင်ကုန်းကြီးရှိတယ်အဲ့တောင်ကုန်းကြီးကိုဆွဲပြုတ်ပြီးတော့လေသူမာရာခိရီဆိုတဲ့အဲ့ဒါလိုတောင်ဆိုတဲ့အဓိပ္ပာယ်နဲ့လေအဓိပ္ပာယ်ဖွင့်ဆိုတယ်အဲ့ဒီမှာသူကမြို့စားဖြစ်တဲ့အချိန်မှာသူ့တငယ်ချင်းတယောက်ဖျားပွင့်ခိုင်းပြီးတော့ရသော်ဘုရားကြီးအဆုံးမတရားတော်တွေကိုနားတယ်နားပြီးတဲ့အခါသူသဘောကျတယ်ဆိုတော့ပြောသူတငယ်ချင်းကဘာပြောတော့ဆိုမင်းသားတဲ့မြို့စားဟာတခါမှလည်းဗုဒ္ဓံတရဏကိစ္စပြီးဆိုတာမကြားဘူးပေါ့မြတ်စွာဘုရားကိုကြည်ညိုတယ်လို့သာပြောတာတခါမှကိုယ်ပဲစိတ်ကတယ်ဆိုတာထုတ်ဖို့မပြောဘူးလို့ဆိုမင်းငါ့ကိုအဲ့လိုမပြောပါနဲ့ကွာငါကသူများတဲ့ထူးတယ်တဲ့မိခင်ရဲ့ဝမ်းထဲမှာရှိတော့ငါတစ်ချိန်တရဏဂုံဆောက်တည်တယ်မွေးဖွားလာတဲ့အခါမှာတစ်ချိန်တရဏဂုံဆောက်တယ်အခုတတိယအချိန်ငါဆောက်တည်မယ်ဆိုပြီးဖျားရှိဘုရားတရဏကိစ္စဆိုတယ်လို့အဲ့ဒီမင်းသားမြို့စားဟာသုံးချိန်တိုင်အောင်သူကမရဆောက်တည်ခဲ့တယ်ဆိုတဲ့မှတ်တမ်းရှိတယ်ပေါ့နော်အဲ့လိုဆိုခဲ့ဒေဝေကတော့အတိတ်ဘဝကဘုံကံပါရမီရှိလာတဲ့သာသမီတွေမိဘရဲ့ဆန္ဒကိုကသူတို့အတွက်လုပ်ပေးခြင်းနဲ့ဆန္ဒရှိတယ်တရားသူ့ရဲ့ဆန္ဒပဲသူ့ရဲ့ဆန္ဒဟာမိဘရဲ့ဆန္ဒဖြစ်လာတယ်မိဘတွေကလုပ်ရတဲ့သဘောရှိတယ်ဒါကြောင့်မို့လူတယောက်ချီးပွားတိုးတက်မှုဆိုတာဟာအတိတ်ဘဝကုသိုလ်ကံကရှိတယ်ကံရှိတယ်ဆိုတာဘယ်လိုစဉ်းစားကြမလဲဒီဘဝဖြစ်လာတာလူတွေဟာတုံးနဲ့တူမတူကြဘူးတချို့ကချမ်းသာကြွယ်ဝတဲ့မိဘစီရောက်တယ်တချို့ကဆင်းရဲတဲ့မိဘစီရောက်တာအဲ့ဒါဘယ်သူကပို့တာလဲပို့တဲ့လူဟာပို့တဲ့ပုဂ္ဂိုလ်တရားအကယ်၍ရှိမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တရားဟာခုခေတ်ဆိုလို့ရှိရင်စัจ jin မဲ့လောက်တာခံရမှာဘာလို့လဲဆိုဆင်းရဲတဲ့မိဘအိမ်ပို့တဲ့သူများနော်ကောင်းသူ့ကိုဆူတောင်းကြမှာမဟုတ်ဘူးဝိုင်းပြီးတော့ချိန်သေးကြမှာဖြစ်တယ်သူတို့ကျတော့ချမ်းသာတဲ့မိဘအိမ်ပို့တယ်ငါတို့ကျတော့ဆင်းရဲတဲ့မိဘပို့တယ်ဝိုင်းချိန်သေးတာပဲခံရမှာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်အရာကြဘယ်သူမှချိန်သေးကြမလို့ဘယ်သူမပြုတ်မိမှုကိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုနဲ့ကိုရတာကိုလှုပ်အားနဲ့ကိုရတာလို့ပဲဒီလိုပြောမှာဖြစ်တယ်ဒါဟာဘုရားရဲ့အဆုံးအမထဲမှာကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတာအဲ့ဒါပြောကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့ပါသက်ဆိုင်တယ်လို့မြင်တဲ့အမြင်တစ်ခုဟာကောင်းကျိုးချမ်းသာရဖို့အတွက်လူတယောက်ကိုလမ်းမှန်ပေါ်တင်ပေးတဲ့အမြင်တစ်ခုပဲဖြစ်တယ်လူတွေဟာအမြင်ကအမြဲတမ်းအရေးကြီးတယ်နော်အမြင်အားလျော်စွာအမြင်ဆိုတာသူ့အမြင်ကိုယ်အမြင်မှန်တဲ့အမြင်မှားတဲ့အမြင်ဆိုတာရှိတယ်အမြင်မှားတယ်ဆိုလို့ရှိရင်လည်းအပြောမှားအလုံးမှားဖြစ်တယ်အမြင်မှန်ရင်အပြောမှန်တဲ့အလုံးမှန်ဒါကတော့သဘာဝ
အမြင်တစ်ခုမှားလိုက်တာနဲ့နောက်ကတတိကြီးလိုက်မှားတယ်အမြင်မှန်ရင်လည်းတတိကြီးလိုက်မှားကမ္မတက္ကတာပါဠိလိုကံသာလင်ကိုနဲ့သက်ဆိုင်တယ်ကိုပိုင်တဲ့အရာဖြစ်တယ်လို့မြင်တဲ့အမြင်ဟာကမ္မတက္ကတာတမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်လို့ခေါ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ဟာလူတွေကိုဘယ်လမ်းပေါ်တင်ပေးတယ်လဲဆိုလို့ရှိရင်လူတော်လူကောင်းဖြစ်စေနိုင်တဲ့လမ်းကြောင်းပေါ်တင်ပေးတာပဲအားကြောင့်လို့ဆိုလို့ရှိရင်သူ့ရဲ့အမြင်သူ့ရဲ့ခံယူချက်ကငါလို့သမျှကောင်းတာမကောင်းတာဟာငါနဲ့ပဲသက်ဆိုင်တယ်ငါပဲအမွေခံရမယ်ဆိုအမြင်ပဲငါကောင်းတာလို့ရင်ကောင်းတာရမယ်မကောင်းတာလို့ရင်ငါမကောင်းတာလူဆိုတာကောင်းတာပဲရချင်တယ်မကောင်းတာဘူးမရချင်လူတိုင်းဟာချမ်းသာခြင်းနဲ့ဘယ်သူမှဆင်းရဲခြင်းဘူးဒါကြောင့်မို့ဆင်းရဲမှာကြောက်တယ်ချမ်းသာခြင်းအဲ့တော့ကိုလို့တာကိုရမယ်ဆိုရင်အကောင်းပဲလုပ်ကြမယ်ဒါလမ်းကြောင်းပေါ်ရောက်သွားခြင်းပဲဖြစ်အဲ့ဒီတွေးတဲ့လမ်းကြောင်းပေါ်ရောက်တာအဲ့ဒီလိုလမ်းကြောင်းပေါ်ရောက်သွားတဲ့အမြင်မျိုးဖြစ်လို့အခြေခံအဖြစ်လူတိုင်းကမ္မတက္ကတာတမ္မာဒိဋ္ဌိအတိပ္ပယ်ပြောမယ်ဆိုရင်တာဝန်ယူတယ်ဆိုတဲ့သဘောတရားပဲကိုလို့တာကိုနဲ့သက်ဆိုင်တယ် responsibility ကိုပြောတယ်နော်အဲ့ဒါကမ္မတက္ကတာတမ္မာဒိဋ္ဌိဟုတ်ပြီဒီနေ့သားလေးမောင်ရွှေပိုင်ရဲ့9နှစ်ပြည့်မွေးနေ့မိဘတွေကလုပ်ပြီးမိဘတွေကလုပ်ပြီးတယ်ဆိုတာသူ့ရဲ့ဆန္ဒကိုဖြည့်ဆည်းကြတာဖြစ်တယ်သူ့ရဲ့ဆန္ဒကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေစိတ်ကိုလုပ်ပေးခြင်းနဲ့ဆန္ဒဖြစ်တယ်ဒီကလေးကသိသည်ဖြစ်စေမသိသည်ဖြစ်စေခု9နှစ်ဆိုသိပြီပေါ့နော်သူ့ရဲ့ဆန္ဒကိုမိဘတွေကလုပ်ပေးခြင်းဟာသူ့အတွက်ကံကောင်းခြင်းတစ်ခုပဲအဲ့တော့လောကမှာဟိတနဲ့ဒုက္ခဒီနှစ်ခုမှတ်သားတဲ့ဘုန်းကြီးတို့တွေလူဘဝမှာကောင်းကျိုးချမ်းသာတွေရချင်တယ်ကောင်းကျိုးချမ်းသာဆိုတာဒုက္ခရချင်တယ်ဆိုတာကအခြေအနေရစေနိုင်တဲ့အခြေအနေကောင်းတွေကဟိတဆိုတာအကြောင်းတရားဒုက္ခဆိုတာအကျိုးတရားအဲ့ဒီနှစ်ခုကိုအမြဲတမ်းတွဲဖက်ပြီးတော့ဟောဟိတနဲ့ဒုက္ခဟိတဆိုတဲ့အခြေအနေကောင်းတစ်ခုကိုမဖန်တီးနိုင်ဘူးမလှုပ်ဆောင်နိုင်ဘူးဆိုရင်ဒုက္ခဆိုတဲ့အကျိုးမရနိုင်ဘူးဗျာဒုက္ခဆိုတဲ့အကျိုးမရနိုင်ဘူးအခုလိုမွေးနေ့မှတ်တရကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာဒုက္ခကိုလိုချင်လို့ဟိတကိုလိုချင်မှဖြစ်တယ်ဒုက္ခကိုဖော်ဆောင်ပေးနိုင်မယ်ဟိတပဲဒါလောကမှာမွေးနေ့တွေလုပ်ကြတယ်မွေးနေ့ပါတီဆိုပြီးတော့ကဘာရကိုယုံကြည်ရာကိုလူမျိုးကို tradition အတိုင်းပဲမွေးနေ့တွေလုပ်ကြတယ်မွေးနေ့လုပ်ပြီးတော့ဒီနေ့ခေတ်မှာတော့အမှန်နိုင်ငံမှာလည်းနောက်တိုင်းကလှုပ်ထားတယ်လိုက်လှုပ်ထားတယ်ရှိတာပေါ့နော်မွေးနေ့ကိတ်တွေလုပ်ပြီးပြီးကြတယ်စားကြတယ်ပေါ့မျိုးစုံပဲလုပ်ကြအခုဒီနေ့မွေးနေ့ကတော့ကိုယ့်ရဲ့ tradition နဲ့ကိုလုပ်တယ်လို့ယူဆမှာပဲဒါတော့ကိုယ်ဆန္ဒရှိရာကိုလုပ်တာပေါ့နော်မွေးနေ့မှာအပြစ်ကင်းစင်တဲ့မွေးနေ့ဖြစ်ဖို့တော့လိုအပ်တယ်ပေါ့မွေးနေ့ကိုအကြောင်းပြုပြီးတော့သရဝါတွေကိုဒုက္ခရောက်အောင်လုပ်ပြီးမွေးနေ့ပွဲဆင်နွှဲတာတော့သရဝါတွေဒုက္ခရောက်အောင်လုပ်တဲ့အပိုင်းကမကောင်းဘူးလို့ပြောဖိတ်ဆွေသင်္ကားတွေဖိမှန်တကာပြုပြီးတော့ကျွေးမွေးတာဒါတော့ကောင်းတယ်ကောင်းတဲ့အလုပ်ကိုကျင့်သီလတွေထမှန်ဆောက်တည်တယ်ဒါတော့ကောင်းတဲ့အလုပ်ဒါနကောင်းမှုလုပ်တယ်သီလကောင်းမှုလုပ်တယ်မွေးနေ့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကတော့ကျမ်းမာခြင်းနဲ့အသက်ရှင်ခြင်းလို့ပဲထင်ပါတယ်တချို့လဲမွေးနေ့လက်ဆောင်တွေရဖို့လုပ်တာလည်းဖြစ်ကောင်းဖြစ်မယ်နော်လူရဲ့ရည်ရွယ်ချက်ဆိုတာတော့အကုန်ပြောလို့မရမွေးနေ့အမှတ်တရဆိုတာတော့ကုသိုလ်ကောင်းမှုလုပ်ပြီးကျမ်းမာဖို့အသက်ရှိဖို့ဘဝဆက်ပြီးဒါ Buddhist tradition ရတော့မြန်မာတွေရဲ့ tradition ရတယ်သူတို့လုပ်
မြတ်စွာဘုရားကကုသိုလ်ကောင်းမှုလုပ်တာသက်ရှိဖို့အတွက်ထောက်ကူဖြစ်ရလားလို့ဆိုမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်လေးတစ်ပုဒ်ကိုမှတ်သားထားဘာလို့လဲဆိုရင်ဘုရားဘာသာဖြစ်ဘုရားကိုယုံကြည်ကိုးကွယ်ကြတဲ့မြန်မာလူမျိုးတွေဟာလွန်ခဲ့တဲ့84ရာစုသရေခေတ္တခေတ်လောက်ကလေးကစပြီးမြန်မာပြည်မှာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေပါဠိဘာသာနဲ့ရောက်ရှိနေတာဖြစ်တယ်17ရာစုခေါ်တဲ့အနောဓာဘုရင်ကြီးလက်ထက်ကစပြီးတော့ပိဋကတ်3ပုံမှာပြည့်ပြည့်စုံစုံရောက်ရှိလာပြီအဲ့ဒီကနေပြီးမြန်မာပြည်မှာဒီကနေ့ထိအောင်ပိဋကတ်3ပုံဟာရှင်သန်နေအဲ့ဒီပိဋကတ်3ပုံစာအုပ်တွေဘာတွေရေးထားတော့သိကျင်လိုက်တာဆိုတဲ့ဆန္ဒလေးကိုတော့ဖြစ်ပေါ်စေချင်အဲ့ဒီထက်မဲ့လောကကောင်းကျိုးနော်ဒီစီးပွားရေးအတွက်တိုးတက်ပြီးကျန်းမာရေးအတွက်တိုးတက်ပြီးတိုးတက်စေတဲ့ဆုံးမတွေကိုချင်းတရားအတွက်တိုးတက်စေတဲ့ဆုံးမတွေနောက်ဆုံးမှာတန်တရားတွေကထွက်ချင်ပါတယ်ကိုဆင်းရဲလွတ်မြောက်ခြင်းနဲ့ကိုချင်းနာခြင်းသိခြင်းဆိုတာဒီမရင်ဆိုင်ရင်တော့ဘူးဆိုလို့ရှိရင်လေနိဗ္ဗာန်ဆိုတဲ့လမ်းကြောင်းကိုဘယ်လိုသွားရမယ်ဆိုတာကိုစနစ်တကျရေးသားပြီးဆုံးမထားတဲ့စာတွေဟာဒီထဲမှာပြည့်မြတ်စွာဘုရားစကားတော်တွေအများကထင်နေသလိုလောကုတ္တရာတရားတွေတို့နဲ့မဆိုင်ဘူးတို့ကလောကီလုံးထားစီးပွားရှာတာနဲ့ဘုရားတရားနဲ့တခြားစီပဲလို့ဒီလိုမထင်မိဖို့တော့အရေးကြီးတယ်များသောအားဖြင့်အဲ့လိုမြတ်စွာဘုရားရဲ့အဆုံးအမထဲမှာစီးပွားရှာနည်းကစပြီးတော့အကုန်လုံးအသေးစိတ်လူလောကကြီးရဲ့အောက်ခြေကစပြီးထက်အဆင့်ထိအောင်ပြည့်ပြည့်စုံဟောထားတယ်ဆိုတာပါဠိဘာသာနဲ့ဟောထားသည့်အတွက်ကြောင့်မြန်မာလူမျိုးတွေအတွက်ခက်ခဲတော့ရှိမှာမဟုတ်အဲ့ဒီခက်ခဲမရှိဘဲနဲ့အားဒီဟောထားတော့လို့သိနိုင်တဲ့များသိအောင်တစ်ခုထုတ်ဖို့ပြောရမယ်ဆိုရင်ဒီလိုဘယ်ကုသိုလ်ကောင်းမှုဟာအခြေခံအကြဒီဘယ်ကုသိုလ်ကောင်းမှုဟာသက်ရှိမှုကိုဖြစ်စေနိုင်တယ်နောက်မြတ်စွာဘုရားဟောတဲ့သုတ်တန်တစ်ခုကစကားလေးတစ်ခုမင်းအသက်ရှိခြင်းနဲ့ဆိုလို့ရှိရင်ဆုတောင်းနေုံနဲ့မရဘူးအသက်ရှိစေတတ်တဲ့အကြောင်းတရားကိုလုပ်ရမှာဖြစ်တယ်ဒါအဆုံးပါပဲနော်ဆုံးပါတယ်သက်ရှိခြင်းနဲ့ဆိုတော့ထိုင်းဆုတောင်းနေလို့မရဥပမာပါတော့ဆိုရင်ဟိုဘက်ကန်းကိုငါသွားခြင်းနဲ့ဟိုဘက်ကန်းကိုသွားရောက်ပြရစေလို့ဆုတောင်းအနေနဲ့ဟိုဘက်ကန်းသွားဖို့နီလန်းရှာနော်လေနဲ့သင်္ဘောနဲ့ဟိုဘက်ကန်းရောက်အောင်ကူဒါမှန်ကန်မယ်မြတ်စွာဘုရားကတတိပေးတဲ့ဆုတောင်းနေလို့ကသူကိုဘယ်သူပဲဖြစ်ဖြစ်ဆုတောင်းခြင်းနဲ့ရမယ်ဆိုရင်အလုံးဆုတောင်းနေကြမှာပဲဆုတောင်းရုံနဲ့မရနိုင်ဘူးကိုယ်ကိုယ်တိုင်လုံးအောင်မှာဖြစ်တယ်သက်ရှိဖို့အတွက်လောက်ခိုင်းဘာလို့အောင်လဲလို့ဆိုအနည်းဆုံးလေးကိုအလွယ်ကူဆုံးလေးကိုပြောထားတဲ့အခါမှာအဘိဝါဒနာတိလိတနိစ္စံဟုတ်တာပစ္စာယိနုစတ္တရောဓမ္မဝဋ္ဌန္တိအာယုဝနောဒုက္ခမလံဆိုတဲ့ဒီဒေသနာတော်ကိုအချိန်ချင်းကြားဖို့ကြားလိမ့်မယ်ဘယ်ပုဂ္ဂိုလ်တွေမှာအသက်ရှိတဲ့ရှည်စေတတ်တဲ့အကြောင်းတရားတွေကိုသိဖို့ရောက်တယ်လဲဆိုအဘိဝါဒနာဘုရားရှိခိုးတယ်နော်ဘုရားရှိခိုးတယ်ဆိုတမန်အားဖြင့်ရှိခိုးတယ်လို့ထင်တာရှိခိုးရုံပဲလို့ထင်တာမဟုတ်ဘူးရှင်တွေကဘာတွေပပျောက်သွားတော့လဲဘယ်သူရှိခိုးရမှာလဲလူချင်းရှင်မခိုးနိုင်ဘူးဆိုတဲ့မာနရှိတော့အဲ့ချင်နော်လေးစားတိုက်တဲ့ဂုဏ်သိက္ခာတွေရှိလို့ငါတို့ကဂုဏ်သိက္ခာကိုစိတ်ရှိခိုးတယ်ခြေဆုတင်လိုက်တဲ့အရာတွေကိုခြေဆုတင်ပြီးတော့မာနကြီးတစ်ခွဲသားနဲ့မနေဘူးမာနဒါမှမဟုတ်ထူးမြော်မှန်လျော့ဆိုမာနကိုဖယ်လိုက်တယ်အဲ့ဒီမာနဆိုတဲ့အကုသိုလ်တရားကိုဖြုတ်ချပြီးတော့ခါရဝနိဝတ္တဆိုတဲ့မင်္ဂလာတရားရင်ထဲမှာအခြေထားပြီးရှိခိုးတာဖြစ်တယ်အဲ့ဒီရှိခိုးခြင်းကလည်းပဲအသက်ကိုရှိစေတယ်လို့သူဆိုတယ်နော်ဘယ်လိုနည်းနဲ့အသက်ကိုရှိစေတာတော့ဆိုလူတွေမှာအသက်ရဲ့အန္တရာယ်ဆိုတာကြုံတွေ့တတ်တယ်ဘယ်သူပဲဖြစ်ဖြစ်နေ့စဉ်နဲ့အမျှအန္တရာယ်တွေဆိုတာရှိနေတယ်
Eri andi go pesha pianaga, Tikudo a pesha pianine. Tamu Shikojin Sure, Panama Kudo Siranati, Andi looking sinine. Ta, that she down the cushion. They sang old up, Masai, no. Good, then you cheated Boku, if you see. Go ye, Kondeka cheated Boku, if you see. At the leggy, Kondeka let cheated, Namulon cheated Boku, if you see. You the Lisa right the Boku, you the Lisa who Karawa Tamu, and Yamalu Yuri who much. But am I you the Lisa and a later Shija? No. Respect low transfer. Yamalu Yuri, respect low Kabama, where am I true child? Erelu, Kure the Chide Boku, Lisa the Boku, Lisa Muka, Leve, Mamana Chabiro, Karawa Nivadan, Lisa, Eri Kudu Haleve. Are you or not to come? The Shijin, sorry, shall not to come. The Shijin, Senlaje, Senlare, sorry, they were the Shidi, do, die to Shinimamo. For Aleve do Shinimamo. Chana do Kaleshi, Tika, Deka, Tika, the Shini, and Janaria no set, be it hag on the then she need Janari Balaman. Rajamu, are you or not to come last? Titia to you have to leave you have to take Chipona, Tilu, Yasavia, or Rajamu, Winnie Madia Kudu Locheha. The Shikoyo Yamaka, Lisa the Mutu Yamaka, Tanagamu Lote, Taranagondila, Saudi, the Yaramago, Nayudes, visiting Ari Patriot, Tana. Bibi Sahan Tira or a Buddha than a few take to Tira or a Mamia, Tinjan, Tin Unija, Nanganaga, Nangamount Session Nanga, Nase, Nivaga, Tima Laya Bido. Tin net subject digger, just of Yai, so much yarrow. Eri, so much yarrow, then you need a popo go. Taneda, Aharadana, Lulearis. Eri Chidure say, however. That she did, John Kuchip. That she's he read it, John Kuchip. Yes, of Yaga, 40. Are you a rocky and one and Peckham, Osa Kuli? No, Pali's a long lady, Mata in county. Pali's a long, English a long macap. Pioloshi, Poiru, Pali Papa, Soroshi. English much in Pali, they were much. Pali's a long, English was a colonel, Salalushi. Oh, be the teacher, English a colonial, but teacher, Madeja. The moon and a good job as a year at a pattern. From my year at a pattern, no? He Pali, year at a pattern. Chivala, I know you, sir, my ye, Canolo ye be no pattern. Obtain lo ye be off him a pattern. The Bob of Jan, no? Pali jara, Erelu, ye general ye pattern of pattern sheep. Okay, Pali is a lonely uchi. Are you, sir? At the way. Thoroughly like you, dear, are you? Are you, sir? That Arogi, sir. Chama Mugupio. One sir, go ye, da ye, subjeche. That can, sir. Accounting the children. Osa Kulina, sir. Send them in. Do the Galiza for you. Condek has she anytime. Any a chili only good loach and lochi, yes, of ya. Go in and alone, my kudo go and yellow. Kudo low there solution. Pamari Nyasuga. And do down low my kudo low tended that I'm a hope. No. Kudo low this. Flew down low to the good. Kojendila tennis or short day. A yabo my meta tare. Genea ammoniari. Peshare, Takudo lonely. Koyenema Zugo Mone, Pedugo Manano, Pedugaro, Nias Jandu Shede, Pedu Lotaro,
ngane di kaingana je matu di lu ro chao chao lo me so eri lo sei yo sei pok di mashi be ne alo ha sin pye ja ba si nga ji bwa thalo tu lo le ji bwa ja ba si nga name ji thalo tu lo le name ji ja ba si sei phit ne yin ko be kudo phit ne bi bya no alo twet kaung sa se ya me alo twet so de sei kle be tha Misriyaတရားဖယ်ရှားပြီးသားဖြစ်တယ်အားလုံးအတွက်ဆိုစိတ်ကူထားသူတော်ဘာချီးပွားတိုးတက်သွားလို့ရှိရင်လည်းပဲဝမ်းသာနိုင်တဲ့ပုရိတာအဲ့ဒီဝမ်းမသာနိုင်လို့တစ်ဖက်သားပြပြအောင်သကုတ်လွေလွင်ပြောတာကစပြီးတော့ဒါအကုသိုလ်တရားတွေရှင်နေမှဖြစ်တာဖြစ်တယ်လူတယောက်ဒုက္ခရောက်အောင်မမှန်မကန်နေသတင်းပေးတာမမှန်မကန်ပြောတာတို့ဒီကနေ့ခေတ်မှာအလုံးကိုများလာFacebook ကနေပြောတာတွေပို့ဆိုအဲ့ဒါတွေအကုသိုလ်တွေဖြစ်နေကြတာပေါ့နော်အဲ့ဒီလိုတွေမဖြစ်ဖဲနဲ့ရင်တွင်းကတတ်တတ်ရှင်းရှင်းနေကြမယ်ဆိုရင်ကုသိုလ်ဖြစ်တယ်အဲ့ဒါကိုကုသိုလ်လို့ခေါ်တာပဲကုသိုလ်ဆိုတာ wholesome state ကောင်းကျိုးချမ်းသာကိုပေးစေနိုင်တဲ့အခြေအနေကောင်းတွေကိုကုသိုလ်လို့ခေါ်တာပဲအဲ့တော့ကုသိုလ်ဆိုတာအများကြီးပဲဟိုသိတာအောင်လားဒါနလုပ်တာကုသိုလ်သီလဆောက်တည်တာကုသိုလ်နဲ့လို့ပြောနေကြအဲ့တော့ကိုချင်းတရားကောင်းကောင်းထိပြီးတော့စိတ်ကောင်းနှလုံးအောင်မွေးနေဒါကိုမှလုံလောက်တယ်စိတ်မဆိုးတတ်ဘူးအများပေါ်မှာမေတ္တာရှိတယ်ကုကြီးစရာရှိရင်ကုကြီးရဆိုအဲ့ဒီလူတွေလူတော်လူကောင်းနော်စိတ်ပုတ်စိတ်ကိုကင်းတယ်ဒါကုသိုလ်တွေဖြစ်တယ်လို့သူတို့ပြောအဲ့ဒီကုသိုလ်ကောင်းမှုဖြစ်နေခြင်းသည်အသက်ရှိခြင်းရဲ့အကြောင်းဖြစ်ပါတယ်အဲ့ဒီရင်ထဲနှလုံးထဲမှာစိတ်ကောင်းနှလုံးအောင်မွေးခြင်းသည်ဟိတဘဝမှာဆင်ပြေလာခြင်းသည်ဒုက္ခဟိတဒုက္ခနှမျိုးပေါင်းစပ်လိုက်တဲ့အခါလူဟာကောင်းမြတ်တဲ့ရလဒ်တွေကိုရတယ်ဘုရားဘာသာကိုကိုးကွယ်တဲ့ဘုရားကဒီတကူတော်နဲ့မရဲဆိုတာမရှိဘူးဒါဖြင့်မြတ်စွာဘုရားကိုကိုးကွယ်တဲ့အခါမှာဘုရားကတို့တွေကိုဘာလုပ်ပေးတယ်လဲလို့မေးမယ်ဆိုလို့ရှိရင်အမှန်တရားကိုဟောပေးအဲ့ဒီမှာလူတွေကြီးပွားချမ်းသာရလာအောင်ဘာလုပ်တယ်လဲလို့မေးရင်ဟိတိပဝတ္တနေနာအဟိတာသနိဝတ္တနေရသော်ဘုရားကလှုပ်တဲ့နာကိုလမ်းညွှန်ပေးတယ်မလှုပ်တဲ့နာကိုရှောင်ခိုင်းတယ်ဆိုလိုတာကလှုပ်တဲ့နာလည်းမလှုပ်အခုကိုစောပိုင်တို့မိဘတွေကကိုသားသမီးလေးကိုကြီးပွားတိုးတက်စေခြင်းနဲ့ဆိုရင်ဘာလုပ်တော့ဆိုအေးဒါမလုံးနဲ့ဒါလုပ်ဒါပဲပြောမှာပဲဒီအဓိကအားတော့ဒါနော်ငါသားဒါမလုံးနဲ့ဒါလုပ်အဲ့ဒီဆုံးမချက်ဟာရသော်ဘုရားရဲ့ဆုံးမချက်ကဒါပဲဒါမလုံးနဲ့ဒါလုပ်ပဲအဓိကမလုံးတဲ့နာကိုမလုံးချင်းနဲ့လုံးတဲ့နာကိုလုံးချင်းဟာဘဝမှာကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းဖြစ်တယ်ဒါကြောင့်မို့လောကမှာအရေးကြီးဆုံးကတော့စိတ်ကောင်းနှလုံးကောင်းမွေးမြူခြင်းစိတ်ကောင်းနှလုံးကောင်းမွေးမြူခြင်းဖြင့်ကုသိုလ်တရားဖြစ်ပွားစေခြင်းအဲ့ဒါဟာမှန်ကန်တဲ့ကိုယ်ဘဝနေထိုင်နေဖြစ်သည့်အတွက်ကြောင့်ကိုလိုချင်တဲ့အကျိုးကျေးဇူးတွေဟာစစ်ပင်များကအသီးများလိုပဲအချိန်တိုင်းရင်သီးမှာပဲခဏချက်ချင်းစိုက်ချက်ချင်းသီးတာမျိုးတော့ဖြစ်နိုင်ဘူးအဲ့ဒါကြောင့်ရေရှည်လောက်ရမယ်အလုပ်ကိုရေရှည်လောက်အောင်မှဖြစ်တယ်အမြဲတမ်းကြီးပွားတိုးတက်အောင်ဘာလုပ်ရမလဲဆိုရင်ဟိတကိုလှုပ်ဆောင်ပြီးတော့ဒုက္ခကိုရအောင်ယူကြမှာဖြစ်ဟိတမပါဘဲနဲ့ဒုက္ခဆိုတာမရနိုင်ဘူးဆိုတာကိုမြတ်စွာဘုရားဆုံးမဟောကြားတဲ့အတိုင်းဒီကနေ့ဒီပါဠိမောင်ရွှေပန်းရဲ့9နှစ်မြောက်ဝေးနေ့မတရားမှာတသက်တာလုံးအကျိုးဖြစ်ထွန်းစေနိုင်တဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမဩဝါဒတရားတွေဖြစ်ဝေးနေ့လက်ဆောင်ပေးတာဖြစ်ပါတယ်အလုံးတရားချစ်ခင်သူတော်စင်ပြိတ္တတို့မြတ်ဗုဒ္ဓဟောကြားတဲ့တရားဓမ္မသေးသေးချာချာအလေးနဲ့စဉ်းစားပြီးရှင်တဲ့နှလုံးထဲကဇွဲလို့လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း